ဂုံတိတ်ခါကိုပြန်လည်ယူဆောင်လာသူအမိုက်စားရွှေတမတ်အခန်း200အန်ဒရူးကလူတယောက်ကိုတတ်ဖို့ဓာတ်ရိုက်အမိတ်ပေးလိုက်ပေမဲ့အိမ်တော်ချင်းကတော့မျက်နှာပေါ်မှာဘာအံ့ဩမှုမှမရှိပဲမျက်ခုံးလေးပဲပစ်လိုက်တယ်။သူကခေါင်းလုံးပြီးဟုတ်ကဲ့ပါလို့ပဲပြောလိုက်တယ်။ ဘရုတ်မိသားစုရဲ့အိမ်တော်ထင်းကဒီလိုကိစ္စတွေကိုရိုးရင်နေတာကြာပါပြီ။ပြီးတော့ Orange County ရလူတွေကိုဆက်သွယ်ပြီး Ashton ဘယ်မှာလဲဆိုတာစုံစမ်းခိုင်းလိုက်။ငါစီချက်ချင်းဖုန်းပြန်ခေါ်ဖို့သူ့ကိုပြောလိုက်ပါ။အန်ဒရူးကထပ်ပြောလိုက်တယ်။အိမ်တော်ထင်းကအမိန့်ကိုနာခံပြီးချက်ချင်းသွားလို့ဆောင်တော့တယ်။အန်ဒရူးကတော့သူ့ရဲ့နူးညံ့တဲ့ကလထိုင်ပေါ်မှာထိုင်နေတယ်။ဘာကြောင့်မှမသိသူ့ရင်ထဲမှာနမိတ်မကောင်းတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်နေတယ်။သူကသတင်းကိုစောင့်နေရင်စိတ်လွတ်နေကစပွဲပေါ်ကစစ်တူးရင်ခုံတဲ့စစ်တူးရင်ရုပ်လေးတွေကိုဟိုရွှေ့ပြီးရွှေ့လို့ကစားနေတယ်။တိတ်မကြခင်မှာပဲပြာရခတ်နေတဲ့အိမ်တော်ထင်းရုပ်တရက်ပြေးဝဲလာတယ်။သူဝင်လာခြင်းမဲ့စိုးရင်တကြီးအော်ပြောလိုက်တယ်။ Mr. Brooke သတင်းဆိုးပါ။ Brooke မိသားစုနာမည်နဲ့ရှိတဲ့စိတ်ယုံတွေကိုတောင်းတွေအားလုံးကိုအည်သွေးပိုင်းဆိုင်ရာပြဿနာတွေကြောင့်ဆိုပြီးချိတ်ပစ်ခံလိုက်ရတယ်လို့သတင်းရထားပါတယ်။ Orange County ကကျွန်တော်ရဲ့ရုံးခွဲတွေလည်းအကုန်ပါသွားပြီးအားလုံးကတန်းကြခံရလို့ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ယာယီပိတ်သိမ်းထားဖို့အမိန့်ပေးခံထားရပါတယ်။ဘာအန်ဒရူးတယောက်မင်းသက်သွားတယ်။သူချက်ချင်းမတက်ထားရလိုက်တာကြောင့်စစ်တူရင်တို့ကလမ်းကြားသွားပြီးစစ်တူရင်ရုပ်တွေကဂျမ်ပင်ပေါ်အကုန်ပြန်ကျဲကုန်တယ်။ဒါကဘယ်လိုတော့ဖြစ်သွားတာလဲ။အန်ဒရူးကသူ့ဘာသာတပည့်ရေးရွလိုက်တယ်။အိမ်မဆိုးတို့သတင်းဆိုးရှိကိုသူရုပ်တရက်ကြီးလောဝလက်မခံနိုင်သေးဘူးဖြစ်နေတယ်။ Brooke မိသားစုကသူတို့ရဲ့ empire ကိုဂုံထုံးလုံးနဲ့ကုန်သွယ်ရေးကနေစတင်တည်ထောင်နေတာလေ။အခုတော့သူတို့ရဲ့စက်ယုံတွေဂိုးတောင်တွေအကုန်လုံးချိတ်ပိတ်ခံလိုက်ရပြီဆိုတော့Brooke မိသားစုရဲ့ကုန်ထုတ်လုပ်ငန်းနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေအားလုံးလုံးဝပြတ်တောက်သွားပြီဆိုတဲ့သဘောပါပဲ။အဲဒီတော့သူတို့ထုတ်လုပ်ပြီးသား order တော်များများကိုလည်းပို့ပေးနိုင်တော့မှာမဟုတ်ဘူးလေ။ပစ္စည်းတွေမပို့နိုင်ရင်လည်းမသွားဘူး။စက်ယုံတွေကအည်သွေးပိုင်းပြဿနာတွေကြောင့်ချိတ်ပိတ်ခံထားရတာဆိုတော့သူတို့ရဲ့မိဖက်လုပ်ငန်းတော်တော်များများစီကနေရော်ကြီးတောက်ဆုံမှုတွေမရေမတွက်နိုင်အောင်ရင်ဆိုင်ရတော့မှလည်းသိကြတယ်။စက်ယုံတွေနဲ့ဂိုးတောင်တွေသာအချိန်အကြာကြီးဆက်ပြီးချိတ်ပိတ်ခံထားရမယ်ဆိုရင်သူတို့ရဲ့ငွေကြေးစီစဉ်မှုလမ်းကြောင်းကလုံးဝပြတ်တောက်သွားရုံနဲ့မကပဲသူတို့ရဲ့ဂုဏ်သိက္ခာလည်းကျဆင်းသွားတော့မှာပေါ့။ဒါအပြင်သူတို့ကုမ္ပဏီရဲ့ stock share ဈေးတွေလည်းထိုးကျသွားမှာဖြစ်ပြီးနောက်ဆုံးမှာပြိုလဲသွားကဒေဝါနီခံရဖို့အတင်းကျပ်ဖိအားပေးခံရနိုင်တယ်။ဒါကအရန်ကိုကြီးမားတဲ့ပြဿနာကြီးပဲ။ဆိုရင်ဘူပန်ဘီဆေးရှုံနေတဲ့အန်ဒရူးကစာကြည့်ကန်းထဲမှာဟိုဗတ်ဒီဘတ်ခောက်ပြန်ရောက်နေတယ်။သူဘလိုပဲစဉ်းစားဘာရီမိုင်းသွားတယ်ဆိုတာကိုသူစဉ်းစားလို့မရဘူးဖြစ်နေတယ်။အယ်လီရဲ့မိသားစုကြီးတစ်ခုအနေနဲ့သူတို့မှာကောင်းမွန်တဲ့အဆက်တွေပွင့်ရက်တွေရှိနေတာပဲလေ။သူတို့ရဲ့ပိုင်ဆိုင်မှုတွေကဘာသတိပေးကြမှမရှိပဲချိတ်ပစ်ခံရတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်လာဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးလေ။ဒါက Brooke မိသားစုကိုတမင်တက်ဒုက္ခပေးခြင်းနဲ့တယောက်ရဲ့လက်ချက်ပဲဖြစ်ရမယ်။အန်ဒရူးကလမ်းရှောင်နေတာကိုရက်လိုက်ပြီးတေချာပေါက်ကောက်ချက်ချလိုက်တယ်။ဒါပေမဲ့အဲ့ဒီလူကဘယ်သူဖြစ်မလဲ။သူကနောက်လက်ပြီးအိမ်တော်ချင်းကိုအမိတ်ပေးလိုက်တယ်။ဘာမိသားစုကအကုန်လုံးနဲ့စီမံခန့်ခွဲရေးအရာရှိအကုန်လုံးကိုတီကိုခေါ်ခဲ့။မကြသေးခင်ကတယောက်ကများအသိဉာဏ်မဲ့ပြီးတယောက်ကိုသွားစော်ကားမိတာရှိသလားဆိုတာစုံစမ်းစမ်းဟုတ်ကဲ့အိမ်တော်တင်းကအသိမှပြုလိုက်ပေမဲ့ချက်ချင်းထွက်မလာသေးပါဘူးအဲ့ဒီအစားသူကတုံးတုံဆိုင်နဲ့ပြောလိုက်တယ်သခင်ကြီးတရားခံက Orange County ကအဲ့ဒီ Lucas Gray ညာဖြစ်နေဗလားအိမ်တော်တင်းကတည်ထားတော့ Andrew နဲ့ Aston က Lucas ကိုနှိမ်နှင်းပြီးသူ့ပိုင်ဆိုင်မှုတွေကိုလူယူဖို့နေတန်းရှာနေကြတာလေ Andrew ကခဏတော့တွေးကြည့်ပြီးတော့ပြတ်သားစွာကောင်းခါလိုက်တယ်သူမဖြစ်နိုင်ဘူးOrange County မှာဆိုရင်တော့သူကအေးအားနဲ့တုံပြီးပြဿနာဖြစ်အောင်လုပ်နိုင်အောင်လုပ်လာလိမ့်မယ်။ဒါပေမဲ့အဲ့ဒီမှာသူ့အတွက်အခြေခံဥမြင့်မရှိဘူးဆိုတော့သူတော့လုံးဝမဖြစ်နိုင်ဘူး။အိမ်တော်ထင်းက Andrew ရဲ့အမိန့်အတိုင်း Brooke မိသားစုရဲ့အားလုံးကိုအစည်းအဝေးခေါ်ဖို့ပြင်နေတော့မှာပဲမီနီဗန်ကားတစ်စီးက Brooke ဆန်ရဲ့အဝင်ဝါကိုမောင်းလာတယ်။ Aston ကိုဘင်ဂါတဲ့ကနေအဝယ်ဝါဘေးနားကခြုံပုတ်ကိုပြချလိုက်ပြီးနောက်ဘင်ဂါကမြန်မြန်မောင်းထွက်သွားတော့တယ်။အစည်းအဝေးကိုပြေးလာနေတဲ့မိသားစုဝင်တယောက်ကခြုံပုတ်အပြင်းမှ6တစ်ဖက်ထွက်နေတာကိုဟမတ်မထင်တွေ့လိုက်ရပြီ။တယောက်ကိုကပြခေါ်ပြီးဘာဖြစ်နေလဲသွားကြည့်ခိုင်းလိုက်တဲ့အခါအဲ့ဒီလူကသတိလင်းနေပြီးခြေထောက်တွေကျိုးပဲ့နေတဲ့ Aston ဖြစ်နေတာကိုသူတို့တွေ့လိုက်ရတော့တယ်။မကောင်းတော့ဘူး Aston တရားရထားတယ်။ဒါကိုကြားတော့ Andrew တယောက်ပြီးသွားရောက်လာတယ်။ပြင်းပြင်းထန်ထန်တရားရပြီးခြေတွေလက်တွေအကုန်ကျိုးပဲ့နေပြီးသတိလင်းနေတဲ့ Aston ကိုသူမြင်လိုက်ရတဲ့အခါချက်ချင်းဒေါသတွေထောက်ဝနဲ့ထွက်လာတယ်။ Aston ရဲ့ခြေလက်တွေကတသက်လုံးပြက်လက်ကောင်းမလာနိုင်မှာမဟုတ်တော့ပဲဒုက္ခိတဘဝနဲ့တသက်လုံးနေသွားရတော့မယ်ဆိုတဲ့ဆရာဝန်ရဲ့စီးစစ်ချက်ကိုကြားလိုက်ရတဲ့အခါ Andrew ရဲ့မျက်လုံးတွေကနာကျင်မှုတွေနဲ့ပူလောင်နေခဲ့တယ်။လူသက်ချင်းနဲ့အငွေသက်တွေနဲ့မောင်းမိုက်နေတဲ့မျက်လုံးတွေနဲ့တူအန်ဒရူကသွားကြည့်ပြီးစကလုံးတစ်လုံးချင်းစီကိုပြီးပြီးသားပြောလိုက်တယ်။ Lucas Gray ဒါကိုသူတို့တာပဲသိကြတယ်။ Stanley ဘယ်မှာလဲ Stanley ကိုခေါ်ခဲ့စားသူကပတ်ဝန်းကျင်ကိုရုတ်တရက်အော်ဟစ်လိုက်တယ်။အရက်ရှိလူသားပိုင်းတယောက်ကလူအုပ်ထဲကနေထွက်လာပြီးအန်ဒရူရှေ့မှာရပ်လိုက်တယ်။သခင်ကြီးအန်ဒရူကသူ့ကိုချက်ချင်းလမ်းကြည့်လိုက်ပြီးချင်းချောင်းတဲ့လေတန်းနဲ့အမိတ်ပေးလိုက်တယ်။ Stanley မင်းကို Orange County ကိုအခုချက်ချင်းသွားပြီး Lucas Gray ကိုတတ်စေချင်တယ်။နေအောင်သူ့ကိုချက်ချင်းမတတ်နဲ့ဘူး။သူ့ကိုတီကိုခေါ်လာခဲ့။နာဂိုရိုင်းသူ့ကိုအဆုံးမရှိတဲ့နာကျင်မှုတွေပေးပြီးမှသိဝင်ပေးမယ်။အန်ဒရူရဲ့မျက်နှာပေါ်မှာကြမ်းကြုတ်တဲ့အမူအရာတွေရှိနေပြီးသူ့မြေကိုချိကိုက်အောင်လုပ်ရတဲ့ Lucas ကိုသူအယမ်းနာကျင်နေခဲ့တယ်။
Lucas ကတိုင်းပညာမှာတော်တော်လေးကျွမ်းကျင်မှုရတယ်ဆိုတာကို Esther စီကနေသူကြားသိထားပြီးပါပြီ။ဒါပေမဲ့ Stanley ကပိုပြီးအင်အားကြီးမှပြီးဩဇာတိကမရှိတဲ့ကျွမ်းကျင်သူတစ်ယောက်ပါ။နှစ်တွေတလျှောက်လုံးအဲဒီမှာသူ့ကိုရင်နိုင်မဲ့သူဘယ်သူမှမရှိရဘူး။တကယ်တော့အရင်တုန်းက Brock မိသားစုရဲ့အင်အားနဲ့ဆိုရင် Stanley လိုမျိုးကျွမ်းကျင်သူကြီးကိုငါ့ဘူးသူတို့တတ်နိုင်မှာမဟုတ်ဘူး။ဒါပေမဲ့ Andrew ကအဲ့ဒီတော့မှအမှတ်မထင် Stanley ရဲ့အသက်ကိုကဲခဲ့ဘူးလားကြောင့် Stanley က Brock မိသားစုနဲ့တူနေထိုင်ပြီးသူတို့အတွက်အလုပ်လုပ်ပေးနေခဲ့တာပါ။ပြောရမယ်ဆိုရင် Brock မိသားစုမှာ Stanley ရဲ့အခန်းကဏ္ဍက Hill မိသားစုမှာ Hans ရဲ့အခန်းကဏ္ဍနဲ့အတူတူပါပဲ။သူက Brock မိသားစုကိုတိတ်တဆိတ်တရားမှုမဲ့စီးပွားရေးလုပ်ငန်းနဲ့အများကြီးမှကူညီပေးခဲ့ပြီးဆယ်စုနှစ်တစ်ခုကျော်လေးအတွင်းမှာ Brock မိသားစုကိုလင်းနေမြဲတိုးတက်လာစေခဲ့ပြီးတော့အဲ့ဒီမှာထိပ်တန်းမိသားစုတစ်ခုနီးပါးဖြစ်လာစေခဲ့တယ်။ပြီးတော့ Andrew ရဲ့အမြင်ရတော့ Stanley ရဲ့တိုင်းပညာက Hans တဲ့အများကြီးတာလွန်နေတာပဲ။ဒါပြင် Stanley ကအခုသူ့ရဲ့အကောင်းဆုံးအရွယ်မှာရှိနေပြီးသူ့ရဲ့ခန္ဓာကိုယ်ကျန်းမာမှုကလည်းအထူးထင်မှရှိနေတာဆိုတော့ Lucas လိုလူတစ်လေတယောက်ကိုသူတေချာပေါက်နေနိုင်မှာပဲ။အင်တော့ထင်က Lucas နဲ့ပတ်သက်တဲ့အချက်လက်တချို့ကို Stanley စီကမ်းပေးလိုက်တယ်။ Lucas ရဲ့ဓာတ်ပုံလိပ်စာကုမ္ပဏီလိပ်စာနဲ့တခြားအခြေခံအချက်လက်တွေအကုန်လုံးပါဝင်တယ်။ Stanley ကအချက်လက်တွေကိုဝုတ်ကြည့်လိုက်ပြီးဘာစကားမှမပြောဘဲစိုက်တဲ့စာတမ်းတွေကိုကန်ရင်နောက်လိုက်ပြီးထွက်သွားတော့တယ်။ Stardust Coverage ရဲ့အဆောက်အအုံရဲ့အပေါ်ဆုံးထက်က Lucas တယောက်ဆိုင်ရအလိုက်ကြီးကိုလှမ်းသွားကြည့်နေတော့မှပဲသူ့ဖုန်းကရုတ်တရက်မိလာတယ်။ဖုန်းခေါ်တဲ့သူရဲ့နာမည်က Bruce ဖြစ်နေတာကိုမြင်တော့ Lucas ကခန်းစားချက် game မှာနဲ့ဖုန်းကန်လိုက်တယ်။ Mr. Bray Aston Brook ရဲ့ချင်းလိုက်တွေကိုချိုးပြီး Brook စိန်အိမ်အဝဲဝါမှာတွားပစ်ထားလိုက်ပါပြီ။ Andrew Brook ကတော့ဒေါသတွေပေါက်ကွဲနေပြီးတော့ကြားပါတယ်။ဖုန်းတစ်ဖက်ကနေ Bruce ကသတိထားပြီးပြောလိုက်တယ်။လုံးဝစိတ်မဝင်စားတဲ့ပုံစံနဲ့ Lucas ကပြောလိုက်တယ်။ဒီလိုအသေးအဖွဲကိစ္စလေးအတွက်ဆိုရင်ကျုပ်စီဖုန်းဆက်နေစရာမလိုပါဘူး။ Mr. Bray Bruce ကပြပြတဲ့နဲ့စိုးရင်ဒီထပ်អော်လိုက်တယ်။ကျွန်တော်ပြောလို့မဆုံးသေးပါဘူး။နော်သာထွန်းနေ Andrew Brook ကဒုက္ခပေးဖို့ Stanley လို့ခေါ်တဲ့သူရဲ့ကျွမ်းကျင်သူတယောက်ကိုရွတ်လိုက်ပြီဗျာ။ကျွန်တော်ရထားတဲ့အချက်လက်တွေက Stanley ရဲ့တိုင်ပညာကအရာအစင်းမြင်တယ်။ပြီးတော့ Nick တရှုံလုံးသူနဲ့ရှင်နိုင်တဲ့ပြန်ပဲအရန်ကိုနဲပါလေ။သူကလောက်ကြံတပ်ဖြတ်တဲ့နေရာမှာလည်းအရန်တော်တယ်။ Stanley က Orange Coffee ကိုအခုလာနေပြီ။တတိထားပါဗျာ။ Lucas ရဲ့မျက်နှာတီးတီးငြင်းငြင်းမရှိနေပြီခအေးရဲပြောလိုက်တယ်။စိတ်မပူပါနဲ့ဒီနိုင်ငံမှာကျုပ်ကိုတတ်နိုင်တဲ့သူတယောက်မှမရှိဘူး။ဂုံတိတ်ခါကိုပြတဲ့ယူဆောင်လာသူအခက်နေရလေပြီးပါပြီခင်ဗျာ။